တူဝင်းလိုက်အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုင်မှာဆီယာနာကန်ရန်လေးလို့ဆိုပြီးလာပြုပြင်တဲ့ကားလေးပဲဖြစ်ပါတယ်ဆိုင်ကဆရာကြီးတွေစီစစ်ကြည့်လိုက်တဲ့အချိန်မှာတော့ဒီကောင်ကတော့ထိုင်းလိုပြောရင်တော့တိုပန်တော့မလို့ခေါ်တယ်မြန်မာလိုရင်တော့ဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းမသိဘူးသူရဲ့အလောက်လောက်တဲ့ပုံကဆီယာတိုင်းကန်တွေကိုပါဝါရှိတွေလဲပတ်အောင်တွန်းပို့ကူယူပေးတဲ့အလောက်လောက်နေတာပဲဖြစ်ပါတယ်ခုကသူကပါဝါစီတွေကိုမလဲပတ်ပေးတော့တဲ့အတွက်လက်ကန်လေးရဲ့ပြဿနာတွေဖြစ်သွားတာပေါ့နော်သူကဘာဖြစ်လို့မလဲပတ်ပေးတော့တာလဲဆိုရင်ခုကျွန်တော်တို့ဖြုတ်ပြီးပြပေးမှာဖြစ်ပါတယ်ခုပြောကြည့်လိုက်တဲ့အချိန်မှာတော့ဒီမှာတွေ့ရတဲ့အတိုင်းပဲဘေးမှာကွဲသွားတဲ့အကြောင်းလေးတစ်ကြောင်းတွေ့ရတာပေါ့နော်ကွဲသွားတာသူကကွဲသွားတာဖြစ်တဲ့အတွက်သူရဲ့ဆက်ကလက်ပတ်တဲ့အချိန်မှာပါဝါစီတွေကသွားရမယ့်လမ်းကြောင်းတွေကိုမရတော့ဘဲနဲ့ကွဲနေတဲ့နေရာမှာပဲပြန်ပြီးပါဝါစီတွေကပြန်ပြီးစီးဆင်းသွားတာပေါ့နော်သူဘလောက်ပဲလက်ပတ်ပါဝါစီတွေကဆီယာတိုင်းတွေကိုမရတော့တဲ့အတွက်လက်ကန်လက်ပတ်တဲ့အချိန်မှာလေးတဲ့ပြဿနာတွေဖြစ်သွားတာပေါ့နော်အခုတကယ်ချင်းဒီမှာလည်းကားစီရင်ကားစီရင်တကယ်လို့ကိုယ့်ရဲ့ကားကလက်ကန်တော့လဲတဲ့ခါကျရင်လေးတယ်ဖြစ်ခဲ့ရင်ဒီဟာလေးကိုဖြုတ်ပြီးစီးကြည့်လိုက်ပါ